မင်္ဂလာပါအခုလက်ရှိအရှိအလဲပိုင်းဒေသမှာအခြေအနေတွေကတော်တော်လေးကိုတင်းမာနေပါတယ်ဒီနေ့ဧပြီလ4ရက်နေ့မှာထပ်ပေါ်လာတဲ့သတင်းတွေအရအီရန်ကအစ္စရေးနိုင်ငံတဲကိုဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်လိုက်ပြီလို့သိရပါတယ်ဒါအပြင်အမေရိကန်ရဲ့တိုက်လေယာဉ်တစ်စင်းမှာပစ်ချခံလိုက်ရတဲ့အတွက်စစ်ပွဲအခြေအနေကပိုပြီးတော့အရှိန်မြင့်လာနေပါတယ်ဒီနေ့ရဲ့ထူးခြားသတင်းတွေကိုအသေးစိတ်ကြည့်လိုက်ရအောင်ဗျာပထမဆုံးသတင်းအနေနဲ့ကတော့အစ္စရေးစစ်တပ်ရဲ့ထုပြန်ချက်အရဒီနေ့စနေနေ့မှာအီရန်နိုင်ငံဘက်ကနေဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးရဲ့မြို့မှာဒုံးကျည်ကျရောက်ခဲ့လို့လူတဦးဒဏ်ရာရရှိခဲ့တယ်လို့အစ္စရေးရဲ့လူကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်းအသေးအသက်ခုခံနေရတဲ့အခြေအနေပါ။ဒါကတော့တကယ့်ကိုပုံမှန်အီရန်လေတိုင်းနဲ့အမေရိကန်လေတပ်ရဲ့ F-15E တိုက်လေယာဉ်တစ်စင်းပစ်ချခံလိုက်ရတယ်လို့သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ဒါဟာစစ်ပွဲစတင်ကတည်းကပထမဆုံးအကြိမ်အမေရိကန်တိုက်လေယာဉ်ပစ်ချခံရတာဖြစ်ပြီးအခုဆိုရင်ပျောက်ဆုံးနေတဲ့လေသူရဲကိုရှာဖွေဖို့နှစ်ဖက်စလုံးကပြိုင်ဆိုင်နေကြပါတယ်။အစ္စရေးဘက်ကလည်းငြိမ်မနေပါဘူး။ဆီးရီးယားတောင်ပိုင်းမှာအစ္စရေးတင်ကားရဲ့ပစ်ခတ်မှုကြောင့်အရက်သားတဦးသေဆုံးခဲ့တယ်လို့ဆီးရီးယားဘက်ကဆွဆွဲထားပါတယ်။တစ်ဖက်မှာလည်းအီရန်က Hormuz ရေလက်ကြား Strait of Hormuz ကိုပိတ်ပစ်မယ်လို့ချင်းချောက်နေတဲ့အတွက်ကမ္ဘာ့ရေနံကျင်းတွေတက်လာနေတယ်။လက်ရှိမှာအမေရိကန်သမ္မတ Trump ကလည်းစစ်အုံစရိတ်ကိုအစအမှန်တိုးမြင့်ဖို့ပြင်ဆင်နေတယ်။အီရန်ဘက်ကလည်းအမေရိကန်ရဲ့48နာရီအပြစ်အခက်ရက်စဲရေးကမ်းလှမ်းချက်ကိုပယ်ချလိုက်ပါတယ်။ဒါကြောင့်ရှေ့လာမယ့်ရက်တွေမှာဒီထက်ပိုပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာမလားဆိုတာစိုးရိမ်စရာပါတယ်။ဒီသတင်းလက်ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်။နောက်ဆုံးရစစ်ရေးသတင်းတွေကိုမြစ်ချင်းမပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်။